ကျွန်တော်ခင်ဗျားတို့ဒီနေ့မှာပုံမြင်တစ်ခုပြောပြမယ်အချိန်3မိနစ်လောက်ရလို့ရှိရင်နားထောင်လိုက်သူ့ဘက်ကနေပြီးတော့ဗျာပိုင်ရှင်တော်၎င်းသူသွားရောင်းလိုက်ပြီးသူအကူညီတောင်းလိုက်တဲ့သူကနေပြီး RC post တင်ထားပေးရဆိုလို့ရှိရင်အဲ့ဒီ RC post ကကျွန်တော်တို့ပြန်ရှာကြည့်လို့ဆယ်လာတယောက်ကနေပြီးတော့အဲ့ RC post အနေနဲ့ဒီ ID တစ်ခုကသွားပြီးတော့ညှိနေပြီး RC ID တင်ထားတဲ့ account ID တစ်ခုကကိုယ့်ရဲ့ page ကိုရောက်လာပြီးလာရောင်းတဲ့သူကမသိဘဲနဲ့လာရောက်မိပြီဆိုလို့ရှိရင်ကျွန်တော်ကအဲ့ account ကိုတင်ထားပေးရတယ်ဗျအရင်တော့တမိုင်းမှာ history မှာဘလို့ပဲရှိခဲ့ဒီအကောင့်က RCID ပါနေရဲ့အကောင့်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီအကောင့်တွေကိုငွေမထုတ်ပေးဘဲနဲ့အကောင့်ကိုယူထားပြီးတော့ပတ်စံမရှင်းပေးဘဲနဲ့အဲ့လာရောင်းတဲ့သူရဲ့ဖုန်းကိုပါ reset ချပြီးတော့ကျွန်တော်တို့အဲ့ဒီအကောင့်ကိုသိမ်းပြီးတော့မူရင်းတကယ်ပိုင်ရှင်အမှန်စီကိုပြန်ပေးရတဲ့ထုံးစံကျွန်တော် mobile legend ဆယ်လာတိုင်းကလောက်ရပါတယ်ဒီနေ့မှာခင်ဗျားတို့ကျွန်တော်အကူအညီတောင်းနေတာအဲ့ဒီအဲမှာပဲ RCID တင်ထားတဲ့အကောင့်တစ်ခုမှာ Mega 2 win ကျန်လောက်ရှိနေတဲ့အကောင့်တစ်ခုmaybe 9သိန်း6သိန်း9သိန်းဝန်းကျင်လောက်ဖြစ်မှာပေါ့ပေါက်ဈေးရပါတော့အဲ့လိုဝန်းကျင်မှာ RCID နဲ့ကျွန်တော်စီကိုလာရောက်ထားတဲ့အကောင့်တစ်ခုကိုပိုင်ရှင်အမှန်ကိုပြန်ပြီးတော့ရှာပေးစေချင်ပါတယ်ခုဒီအကောင့်ရဲ့ profile ကိုကျွန်တော်အရင်ပြပေးမယ်ဒီအကောင့်ရဲ့ profile ကဒီမှာ440332893293ပေါ့နော်ဒါသူတဲ့လာရောက်တဲ့အချိန်မှာဖြစ်နေတဲ့ဒီလို profile ပေါ့နော်ဒီမှာ skin က620အောင်ရှိပြီအကောင့်တော်တော်လေးလည်းကြီးပါတယ်ဒီမှာပေါ့ mega ကတော့2 Mega 2ကိုမှပွားရ2သိန်း300ရောက်နေပြီပါတဲ့ skin တွေကတော့ဒီလိုမျိုးဒါကျွန်တော်ခင်းထားကျွန်တော် anime ခင်းထားတဲ့ဟာပေါ့နော်ဒါသိမ်းပြီးတဲ့အချိန်မှာ legend ကတော့2ခေါင်ဒီမှာ exorcist တွေနဲ့ Esperant နေပြီးတော့ဒီမှာ Jujutsu Kaisen collaboration တွေပါညာတွေပါမယ်တက်တွေအထောက်ထားခိုင်လုံပြီးတော့ဒီဟာလေးရဲ့ကိုယ့်ရဲ့ပိုင်ရှင်ဖြစ်ပါတယ် RCID တင်ထားတဲ့သူကဒီအကောင့်ကျွန်တော်တင်ထားခဲ့တာပါကျွန်တော်ဒီအကောင့်နဲ့ကျွန်တော်ဒီပတ်သက်မှုရှိပါတယ်သက်ဆိုင်မှုရှိပါတယ်လို့ကိုယ့်ကိုယုံကြည်မှုရှိတယ်တက်တွေတကွာအကုန်လုံးပြပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုလာပြီးတော့ဒီအကောင့်လေးကို free လာထုတ်လို့ရပါတယ်ပတ်စံတပြားမှပေးစရာမလိုကျွန်တော်ဒီအကောင့်ကိုပြန်ပေးလိုက်မယ်အဓိကတော့ဘာလို့အဲ့လိုပြန်ပေးရလဲဆိုတော့ပိုင်ရှင်အစစ်မှန်ကိုကျွန်တော်လက်ထဲကိုပြန်ပြီးတော့ထည့်ပေးခြင်းတဲ့အတွက်လည်းကျွန်တော်ဒီအကောင့်လေးကိုသိမ်းပေးထားဖြစ်ပါတယ်အခုမင်းသာဒီအကောင့်ကိုမသိဘဲနဲ့ဝယ်လာမိရဆိုလို့ရှိရင်အဲ့မင်းဝယ်လာခဲ့တဲ့ဆယ်လာကိုငါ့ရှိကိုခေါ်လာခဲ့ကျွန်တော် Telegram မှာဝယ်လာတာဒီဟာကြီးက history လည်းမကြံတော့ဘူးငွေလွှဲပြေးစားလည်းမရှိတော့ဘူးကျွန်တော်ပြောတဲ့တက်တွေလည်းမတောင်းမပြပေးနိုင်တော့ကျွန်တော်ကနေပြီးတော့သိမ်းထားရင်တော့လွယ်ပြီးကျွန်တော်မရှိဘူးပြီးတော့ RCID တင်ထားတဲ့သူကိုဆက်သွယ်ရောလဲအခုထက်ထိကျွန်တော်ရှိကိုအစားမပြန်ဘူးကျွန်တော်တိုက်ရိုက်တော့မဟုတ်ကျွန်တော် anime တွေကနေစာပို့တာပေါ့နော်အဲ့တော့တော်တော်လေးတော့ကြာနေပြီဆိုပေမဲ့ဒီအကောင့်က RCID ဝင်နေသေးတယ်အဲ့တော့ကျွန်တော် page ကနေပြီးတော့လည်းတင်ရောက်လို့မရဘူးလာရောက်တဲ့သူကိုလည်းကျွန်တော်ငွေချေပေးလို့လည်းမရသေးဘူးဖြစ်နေပါတော့ပြောရင်စုပ်လဲစူးစားလဲယူဖြစ်နေတဲ့အချိန်ကြီးဆိုတော့ပိုင်ရှင်မှန်တာဒီအကောင့်ကိုတွေ့ရသူ့အကောင့်တကယ်မှန်တယ်ဆိုလို့ရှိရင်လာပြီးတော့ free ထုတ်လို့ရတယ်ကျွန်တော်တပြားတစ်ချက်မဟုတ်ဘူးတစ်ဖက်ရေဘူးဘာမှပေးကြမလို့ချက်ချင်းယူသွားလိုက်လို့ရတယ်ခင်ဗျားချီမချိတ်ပြီး